ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုတီတာမြန်တို့ YouTube Channel ကနေပြီးပြန်လဲကြိုးဆိုပါတယ်ခင်ဗျာနော်တီတာမြန်တို့ YouTube Channel ကနေပြန်လဲကြိုးဆိုပါတယ်ခင်ဗျာအဲ့တော့အကိုမအများမောင်လေးညီမလေးများအားလုံးတီတာမြန်တို့ YouTube Channel ကပြန်လဲကြိုးဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါအကိုအမတွေမောင်လေးညီမလေးကျွန်တော်ဒီ channel အသေးလေးရဲ့အသေးနေရာနေ့တိုင်းတော့မှန်းနေတာပဲเนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနေ့တိုင်းတော့မှန်းနေတာပဲခင်ဗျာဒါဆိုလို့ချင်းကျွန်တော်တို့မိတ်ဆွေတွေရဲ့တနင်္လာနေ့မှာကဘာနဲ့အောင်လာတာလဲ9ပတ်သီးနဲ့56အင်္ဂါနေ့မှာဘာနဲ့အောင်လာတာလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေမောင်လေးညီမလေး6ပတ်သီးနဲ့65ဗုဒ္ဓဖူးနေ့မှာကကျွန်တော်တို့မိတ်ဆွေတွေအားလုံးပဲ3ညပတ်သီးနဲ့အောင်တယ်ကြားတာဟုတ်ပါဘူးဗုဒ္ဓဖူးနေ့မှာခွန်1နဲ့အောင်တယ်ခင်ဗျာเนาะခွန်1ဆိုတဲ့ main all နဲ့အောင်တယ်ခွန်1ခွန်ဆိုတဲ့ခဏကို main all နဲ့အောင်တယ်ကြားတာပရိနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေက3ညပတ်သီးနဲ့ပဲအောင်တယ်တဲ့ဒါဆိုလို့ရှိရင်အကိုမတွေမောင်လေးညံမတွေတောက်ကြနေတနေ့သားမှာရောကျွန်တော်ပေးချင်တဲ့ခဏလေးကတော့နော်25ရက်4လ2025တောက်ကြနေမနေ့ညမှာ3ညပတ်သီး100ရာခိုင်နှုန်း6ပတ်သီး100ရာခိုင်နှုန်းပါခင်ဗျနော်ကျွန်တော်ရဲ့မိတ်ဆွေတွေ6ပတ်သီး3ညပတ်သီး100ရာခိုင်နှုန်းပါတဲ့ဒါဆို93ည1ချိန်နဲ့မိတ်ဆွေတို့ဒါဆိုရင်ကျွန်တော်ရဲ့အကြိုက်ကိုဒီမနေ့ပိုင်းမှာရွေးပေးရမယ်ဆိုအကိုမတွေမောင်လေးညံမတွေဒီမနေ့ပိုင်းမှာပတ်ချင်တဲ့အကိုမတွေ3ညပတ်သီးကပို့ပြီးအားတာပါတယ်ခင်ဗျနော်93ည1ချိန်နှလုံးတစ်လုံးကြမယ်ဘယ်လုံးကြမယ်ဒါဆိုရင်ကျွန်တော်ကတော့ကျွန်တော်အကြိုက်ကိုကျွန်တော်ရွေးပြရမယ်3ညပတ်သီးပါတဲ့အဲဆိုအခြေဆုံးလို့3ညပတ်သီးဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုဝင်တွေကကနန်း8ခွက်လောက်ကိုတော့ထိုးရမယ်ဗျနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေ3ညနဲ့ပတ်သက်လာလို့ရှိရင်ဘာထိုးရမလဲ3ည9နဲ့3ည9 9နဲ့ပတ်သက်တော့6လေးနဲ့6 6တဲ့ကျွန်တော်ကတော့ပါဝါနက်ခတ်ကိုကြိုက်နေတဲ့လူဆိုတော့ပါဝါနက်ခတ်ဒီနေ့နေကုန်ကိုင်းပါမယ်ခင်ဗျနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းဘာကနန်းကိုပဲရပါဝါနက်ခတ်ဒီနေ့တောက်ကြနေကုန်မှာမနက်ညမှာထိုးကြည့်ပါခင်ဗျအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်က3ည9ဝန်းချင်းကြိုက်တော့3ည9ဝန်းချင်းနဲ့ပတ်သက်တဲ့3ည9နဲ့3ည9 6လေးနဲ့6 6ဆိုတဲ့ပါဝါနက်ခတ်ကိုကြိုက်ပါတယ်အရန်ထိုးရမယ်ခဏကတော့3ည3 3ည4 3ညဘူး68 95 91တဲ့ဒါဆိုမိတ်ဆွေတို့ကနန်းကတော့အဲ့ဒါကိုုံထိုးမှပေါက်မှာဗျနော်အဲ့တော့အခြေဆုံးတို့ကဒီနေ့နေကုန်မှာတော့3ညပတ်သီးမနက်ပိုင်းမှာ3ညပတ်သီးကြာသွားရင်ညနေဘက်မှာ6ပတ်သီးမနက်ပိုင်းမှာ6ပတ်သီးကြာညနေဘက်မှာ3ညပတ်သီးခင်ဗျနော်တောက်ကြနေတိုင်းနှလုံးစလုံးကြာတာ3ညနဲ့6ပါတယ်ခင်ဗျအဲ့တော့အခြေဆုံးတို့အားလုံးပဲအဆင်ပြေသလိုထိုးနော်ကျွန်တော်ရဲ့မိတ်ဆွေတွေနေ့တိုင်းလည်းမှန်နေတာဒီ channel လေးကကျွန်တော်တင်ပေးထားအကိုမတွေမောင်လေးညီမလေးကြည့်တယ်လူဆိုသိလိမ့်မယ်နော်ကြည့်တယ်လူဆိုသိလိမ့်မယ်ကြည့်တယ်လူဆိုမြင်လိမ့်မယ်ခင်ဗျအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားကြအချင်းကျွန်တော်ကိုကူညီပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုထပ်မှန်ပြီးပြောချင်တာကတော့3ညခွန်3ည9နဲ့6လေး6 6ကိုအားပြီးတော့တပံအောထိုးမယ်3ည3 3ညလေး3ညဘူး68 95နဲ့61ကိုမိန်အောထိုးမယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ live show လေးနားပါပြီနော်ကျွန်တော်တီတာမြန်တို့ရဲ့ channel လေးကိုတွေ့တယ်ဆိုရင်လည်း subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားခြင်းအပြင်ကူညီပေးကြပါအောင်လို့